ကောင်မလေးကအတန်းဖော်ပေးတဲ့ရေဘူးထဲမှာတခုခုလောက်ထားမှန်းသိနေခဲ့ပေမဲ့အပြုံးမပြတ်လက်ခံလိုက်တယ်ဒါပေမဲ့တောင်းခဲ့ပြီးကျောင်းကရေတန်းဆက်ချဲကိုအဲ့ဒီရေကိုလောင်းထည့်လိုက်တဲ့အကြောင်းကတော့သူမရဲ့စတန်းပေါ်မှာတခြားသူတွေရဲ့စွမ်းရည်တွေကိုခိုးယူနိုင်တဲ့ထူးခြားတဲ့အစွမ်းရှိပြီးကျောင်းသားတွေရဲ့ပညာရေးဆိုင်ရာအရေးချင်းတွေကိုခိုးယူရတာကိုအလွန်နှစ်သက်တာကိုသူမသိထားလို့ပဲဖြစ်တယ်လွန်ခဲ့တဲ့နှစ်ငယ်ကသူမရဲ့အမကြီးဟာလည်းအဲ့ဒီလိုနီးလန်းနဲ့ဖြစ်စည်းခံခဲ့ရတယ်အမဟာမြို့တစ်မြို့လုံးရဲ့ထိတ်တန်းကျောင်းသူဖြစ်ပြီးပညာရေးချုံပြိုင်ပွဲမှာပထမဆုံးရရှိကစုကြီးဒေါ်လာ2သိန်းကိုရယူပြီးအမြဲတမ်းကျန်းမာရေးမကောင်းတဲ့ညီမလေးရဲ့စိတ်ကူးသားစရိတ်အတွက်သုံးဖို့စီစဉ်ထားခဲ့တယ်ဒါပေမဲ့အမှတ်ထွက်တဲ့နေ့မှာတော့သူမရဲ့အမဟာရမှတ်200ကျော်လေးသာရရှိခဲ့တယ်ဒီလိုပြင်းထန်တဲ့ထိုးနှက်ချက်ကိုမခံနိုင်တော့ပဲနောက်ဆုံးမှာကိုယ့်အသက်ကိုအဆုံးစီရင်သွားခဲ့တဲ့ကောင်မလေးကတော့အဲ့ဒီရလက်ကိုဘယ်တော့မှမယုံခဲ့ဘူးအမှတ်900ကျော်ရတဲ့စာမေးပွဲမှာအမက200ကျော်ပဲရမယ်ဆိုတာမဖြစ်နိုင်ဘူးလို့ထင်နေခဲ့တယ်ဒီနေ့မှာဒါတော့မတော်တဆအမရဲ့အခင်ဆုံးတငယ်ချင်းနဲ့တခြားတယောက်ပြောနေတာကိုကြားလိုက်ရပြီးမှအမှန်တရားကိုသိခဲ့ရတယ်ချမ်းသာတဲ့မိန်းကလေးအေရီဟာအမှုပညာလောကထဲဝင်ကျင်နေခဲ့တာကြောင့်အမနာကိုတမင်ချင်းကပ်ပြီးတငယ်ချင်းဖြစ်ခဲ့တယ်အဲ့ဒီနောက်သူမရဲ့ထူးခြားတဲ့စွမ်းရည်နဲ့အမရဲ့ပညာရေးဆိုင်ရာပါရမီကိုခိုးယူသွားခဲ့တယ်ပြီးတော့သတင်းထောက်တွေကိုဖိတ်ခေါ်ပြီးအမကိုအင်တာဗျူးလုပ်စေခဲ့ကပြိုင်ပွဲမေးခွန်းတွေကအရန်လွယ်တယ်လို့ပြောအောင်လှည့်စားခဲ့တယ်ရလက်ထွက်လာတဲ့အခါအေရီကပါရမီရှင်မိန်းကလေးဖြစ်နာမည်ကြီးသွားပြီးအမကတော့အင်တာနက်ပေါ်ကလူရဲစရာဖြစ်သွားခဲ့တယ်အဲ့ဒီနေ့ကစပြီးကောင်မလေးဟာအမအတွက်လက်စားချေမယ်လို့သစ္စာပြုခဲ့တယ်တနေ့ကြာမှာတော့သူမဟာအမတက်ခဲ့တဲ့တက္ကသိုလ်ကိုထိတ်တန်းမှတ်နဲ့ဝင်ခွင့်ရခဲ့တယ်မျှော်လင့်ထားသလိုပဲအေရီကသူမနာကိုထပ်ပြီးချင်းတက်လာခဲ့တယ်အမတုံးကလိုပဲရင်းနှီးအောင်စူးစမ်းခဲ့တယ်ဒါပေမဲ့အေရီမသိခဲ့တာကကောင်မလေးဟာသူမရဲ့အကြံစီအားလုံးကိုသိပြီးသားဖြစ်နေတာပဲတနေ့အေရီကအောင်းမုံစားနေတဲ့သူမစီကိုရေဘူးတပူယူလာပေးခဲ့တယ်ကောင်မလေးကအဲ့ဒီရေဟာအမရဲ့ပညာရေးစွမ်းရည်ကိုခိုးယူခဲ့တဲ့အရာပဲဆိုတာသိထားတဲ့ဒါကြောင့်ရေကိုအကြောင်းရည်တန်းဆက်ထဲလောင်းထည့်လိုက်ပြီးအတူတူပုံစံတူရေဘူးတပူကိုဝဲကကိုယ်တိုင်တောက်လိုက်တယ်အေရီကတော့ပြိုင်ပွဲချန်ပီယံဖြစ်မယ်လို့စိတ်ကူးရင်နေပြီးရေများများတောက်တော့လို့ကျင်နာတယ်လို့ဟန်ဆောင်တတိပေးခဲ့တဲ့ပြိုင်ပွဲပြီးတဲ့နောက်နေ့မှာအေရီကကောင်မလေးကိုအင်တာဗျူးစီခေါ်သွားတယ်ကောင်မလေးကရည်ရွယ်ချက်ရှိပထမနေရာရဖို့ပြဿနာမရှိဘူးလို့ပြောလိုက်တဲ့အဲ့ဒီစကားဟာချက်ချင်းပဲလူမှုကွန်ရက်မှာပြန့်နှံ့သွားပြီးလူအများကသူမကိုမောက်မာတယ်လို့ထောက်ပြောင်ခဲ့ကြတယ်တစ်ဖက်မှာတော့အေရီကဒီရင်းပွားမှုကိုတိတ်တဆိတ်ပုံမကြီးထွားအောင်တွန်းအားပေးနေခဲ့တယ်အမရုံးကလိုအဖြစ်ဆိုးကိုချက်ဖန်တီးကျင်နေတာဖြစ်တဲ့နောက်ပိုင်းမှာအေရီကအမှတ်တွေကိုလူများရှိမှအတူစစ်ကြမယ်လို့အကြံပေးခဲ့တယ်ဒါပေမဲ့အရာအလုံးဟာကောင်မလေးခံမှန်းထားတဲ့အတိုင်းဖြစ်ပျက်နေခဲ့တယ်အမှတ်ထွက်မဲ့နေ့မှာအေရီရဲ့ဖခင်ကအထူးပွဲတော်ကြီးကျင်းပပေးပြီးသတင်းထောက်တွေလူမှုအတိုင်းဝိုင်းကခင်ရှားသူတွေကိုဖိတ်ကြားခဲ့တယ်။အေရီကတော့ကောင်မလေးကိုနင်းပြီးနာမည်နဲ့ငွေကြေးတစ်ခုလုံးရယူဖို့စီစဉ်ထားခဲ့တယ်။အမှတ်စစ်တဲ့အခါကောင်မလေးရဲ့ရမှတ်ကတကယ်ပဲအလွန်နည်းနေခဲ့တယ်။ထမ်းမတစ်ခုလုံးရင်မောတန်တွေနဲ့ဆူညံသွားတယ်။သတင်းထောက်တွေကလည်းအရင်တုန်းကအမှတ်ကောင်းတွေရတာလိမ်လည်ခဲ့တာလားလို့စက်တိုက်မေးခွန်းထုတ်ကြတဲ့အေရီကတော့ကောင်မလေးဘက်ကကာကွယ်ပေးတယ်လို့ဟန်ဆောင်ပြီးလူကောင်းတစ်ယောက်ရဲ့အခန်းကဏ္ဍကိုအပြည့်အဝသရုပ်ဆောင်နေခဲ့တယ်။လူတိုင်းကောင်မလေးကိုနှောင်ရည်နေကြတဲ့အချိန်မှာအေရီကဂုဏ်ယူဝင်းကြားစွာနဲ့သူမရဲ့အမှတ်ကိုစစ်ကြည့်လိုက်တဲ့ဒါဟာကောင်မလေးစောင့်မျှော်နေခဲ့တဲ့အခိုက်အတန့်ပဲဖြစ်တဲ့နောက်တစ်စက္ကန့်မှာတော့နေရာရှိလူအားလုံးအံ့ဩတုန်လှုပ်သွားကြတယ်။အေရီရဲ့ရမှတ်ဟာမယုံနိုင်တော့အောင်ခု2200ကျော်အထိရောက်ရှိနေခဲ့လို့ပဲဖြစ်တယ်။